ရှေးခင်တွေကနဂတော်အလို့ဟာအချောက်ဖြစ်မှလွတ်ရမည်ဟုမတတ်မှတ်ခဲ့ပါအချို့နဂနာတွေမှာအမှန်တကယ်ဝင်ပူးသည်များလည်းရှိသလိုအချို့နဂနာတွေမှာလည်းအလိမ်အညာများလည်းရှိခဲ့ကြသည်ရှေးခင်ဘိုးဘေးပြည်ပင်ကလေးကနတ်ပူနတ်ဝင်ခဲ့သည့်လူများဟာယောက်ျားသားများရှိခဲ့သလိုမိန်းမသားများလည်းရှိခဲ့သည်နတ်ကတိုင်းအချောက်ဆိုရင်ဖြင့်နတ်ဝင်ပူပြီးကခဲ့သောယောက်ျားရင်မကြီးများကသူ့သားသမီးများဖြင့်အခုချိန်လှမ်းရင်နေကြရမည်နတ်ပွဲနတ်တွေဆိုရင်လူအများကနှာခေါင်းရှုံကြတာကိုလည်းပြောချင်ပါသည်နတ်ဝင်တဲ့နတ်ပွဲဆိုတာအခုအချိန်မှာပေါ်လာသည်မဟုတ်ရှေးခင်ကလေးကရှိခဲ့တာမို့မယုံကြည်ရင်နေပါမစော်ကားကြပါနဲ့အခုခေတ်တချို့နတ်ကတော်မိန်းမရှာများအပူတွေလောက်လာတာကိုလည်းကျုပ်တို့သတိထားမိသည်အတွင်း38မင်းအပြင်38မင်းနတ်တွေအပြင်ဘဲကပေါ်လာမှမသိတဲ့နတ်တွေလည်းထိတ်ကြောကြသည်ဒါတွေကြောင့်လည်းအပြစ်မရှိတဲ့နတ်ကတော်တွေအမှန်ကန်လောက်ကြတဲ့နတ်ကတော်တွေပါအပြောဆိုခံနေကြရသည်တချို့သူများမှာယောက်ျားအရင်မကြီးဖြစ်လင်ကစားကိုးကွယ်မှုမျိုးရိုးစသည်တို့ကြောင့်နတ်ကကြသူများလည်းရှိသည်အခုခေတ်မှာတော့နတ်ကနားများကိုမိမရှာများဖြစ်တာကကြတော့သည်ဂယုံတို့အဖွဲ့မှာမိမရှာများဖြင့်ဖွဲ့စည်းထားလေသည်အစီဟဲ့အစီမငါခေါ်တာကြပြီအမလီအတူမရဲ့ငါပြင်းလင်းခဏသွားတာကိုဖြစ်နေလိုက်တာအင်းဟဲ့နေမသိပါဘူးအစီမရဲ့ထိကယုံရှာသမ်းပါဒီကောင်မလည်းအရေးကြီးစိမ့်ဆိုပျောက်ပြီဟဲ့ငါအပြန်ခုမှပြန်လာတာပါအင်းနင်းတော့မသိတာငါဘာကြောင့်သိရမလို့တော့လမ်းပေါ်မှာပစိုးကိုထမင်းလိုဝစ်ထားသောအမျိုးသားနှစ်ဦးကိုကြည့်၍ကဲ့ရဲ့နေကြသောမိန်းမကြီးများကိုသူတို့နေရာမှာတတိမထားမိပါပြီအတူမှာပိန်ပိန်ပါပါအသားနည်းနည်းညူပြီးစပင်ခပ်ပါပါဂဝဲလေးနေဖြစ်သည်အရက်မှာတော်တော်ရှိပြီးမျက်နှာတွင်မိတ်ကပ်များပါးနီများကိုခြေလိမ်ထားသည်ဘေးမှာအစီဆိုသူမှာတော့အရက်မှာနည်းနည်းပူပြီးလူကောင်းသေးသည်စပင်ကောက်ကလေးများကိုအရှိသူခက်ဝဲဝဲချထားပြီးစကဝါပန်းလေးကိုပန်းထားသည်အသားမှာဝါမလူလူဖြူမလူလူလေးဖြစ်ပြီးပါးမှာတနခါလေးကွက်ထားသည်အတူနဲ့အစီရေဂယုံဒီမှာတော့အတူနှင့်အစီတို့အတန်လာရသို့လှမ်းကြည့်လိုက်သောအခါလမ်းမရိုင်အောက်တွင်လက်တူအင်ဂျီနှင့်ပစိုးကိုထမင်းကဲ့သို့ဝစ်ထားကာစပင်ကြောလင်လောက်ရှိသည့်မိမသားများထပ်ပင်ပိုလာသောယောက်ျားပြိုတအုပ်ကိုတွေ့လိုက်ရသည်သူ၏အသက်မှာ28နှစ်ဖြစ်ပြီးအသက်နှင့်မလိုက်သောနှုတ်ပြိုနေမှုကြောင့်လက်တဲ့စမ်းညင်နေကြသောယောက်ျားသားများမှလည်းအလွန်ပေါ်လေသည်တချို့မှာဒီလောက်ချောမောလှပသည့်ဤယောက်ျားပြိုကိုမမြင်ဘူးသည်နှင့်မျက်စိအရသာခံကြည့်နေကြသည်သူဒီကလူများပြောနေကြသောနဂတော်ထီကယုံပင်ဖြစ်သည်အမလီကယုံရဲ့နင့်ကိုအပြင်သွားရင်တယောက်တည်းမသွားပါနဲ့လို့ငါမပြောထားဘူးလားအိုးအတူနဲ့အတူးနဲ့လုံးမနေနဲ့တော်ဟောမှမြင်လားနင့်ကိုအမဲချောင်းရင်အောင်တို့စားချင်လို့ကြည်နေတဲ့ယောက်ျားတွေနင်မမြင်ဘူးကယုံရဲ့အစီမလည်းဘာမှကိုအဖြစ်မရှိဘူးကယုံကိုတယောက်တည်းလွတ်လိုက်ရသလားတော့အိုးဂယုံကသူတို့ကိုဂယူးဆိုင်နေရမှာလားကယုံမှာဘေးမှာပွားစီပြောရင်လိုက်လာတော့အတူဟာဂယူးဆိုင်မနေပဲလမ်းဆက်ရှောင်ရင်တွေးနေသည်အိုးအတူဟာအဖြစ်ပြောရလည်းမဟုတ်ပါဘူးတော်ကတအားလှနေတာပါအေးအသားရည်ဆိုတာကလည်းထိကယုံဆိုတဲ့အတိုင်းထိလိုက်တာနဲ့ယုံကြွပြီးပဲ့ကျူသွားတော့မလို့ပဲစပင်ဆိုတာကလည်းကောင်းလိုက်တာငါတို့ကအဲ့ဒါကြောင့်တော့စိတ်ပူတာပါအေးဟုတ်တယ်မလားအစီဟုတ်ပါတော့ဒါနဲ့မနှက်ဖြန်ဆိုကနာဝဲပဲအေးနင်တို့ပြင်ဆင်ပြီးပြီလားအစီပြောမှဂယုံလဲတတိရမိတယ်အိုးအမေတော့စူတော့မှာပဲတော့ဂယုံဘာမှမလုပ်ရသေးဘူးဟဲ့ဂယုံရေနေနေအေးလာမြင်မမီးသိနော်မလွယ်ဘူးမေမေကြီးဆိုဒီမှာဂယုံတွေကောင်းကင်မင်းမေမေကြီးသည်အသက်42နှစ်ရှိပြီဖြစ်ပြီးထိတ်ကလေးနည်းနည်းပြောင်းနေဒီမှလွဲလျင်အခုဒီတိုင်းလှပနေတည်သည့်ခက်ဆာမိမရှာတယောက်ဖြစ်သည်နဂတော်အချင်းချင်းကြော်နီးခွာနီးများကိုပါမေမေကြီးကဂယုံအားတင်ပေးသည်စူပူသည်ငေါက်သည်ဒါပေမဲ့မေမေကြီးဟာထီကယုံတို့ကိုငယ်ကလေးကမွေးစားထားသူဖြစ်ပြီးထီကယုံကိုအရင်ချစ်သူလည်းဖြစ်သည်ထီကယုံတို့နကနာအဖွဲ့တွင်73ယောက်ရှိပြီးအကုန်မင်းမရှာရီကြီးဖြစ်သည်
ထိုထဲမှာမှဒီယုံနှင့်အပြိုင်လှကျင်သူမှာလှဝင်းဆိုသူဖြစ်သည်လှဝင်းကိုသူတို့အဖွဲ့တွင်အဝင်းလို့ခေါ်သည်အဝင်းမှာငယ်ငယ်ကလေးကဂယုံကိုလိုက်ပြိုင်သူဖြစ်သည်အဝင်းသည်အသားညိုသည်ဂယုံအားပြိုင်၍အမြင်အလှပြင်သည်စပင်မှာလည်းအလေခွေအတူလေးဖြစ်သည် ။ကြုံရေမနေ့ပြန်ပွဲထွက်ကနင်းတော့အပြိုရင်ရင်ထွက်ရမှာအေး ။အိုတော်အပြိုတော်ရင်းဆိုမှကျုပ်အပြိုတော်ဝတ်စုံမထည့်ရသေးဘူး။အစီနဲ့အတူရေကူပါအောင်တော့ ညီနေအေးအရေးကြီးတာမင်းမမေကြီးကတက်လိုက်မဲတော့လာလာငါတို့ထိုက်ကူပါမယ်အေးပြီးရင်တမျိုးဝက်လာမှာနော်ကင်းကြီးဝတ်ဆောင်ထည့်ပြီလား အစီကပြောလဲပြောဝစ်စုံတွေကိုလည်းတည်တည်တက်တက်ထည့်နေသည်အတူးမှလည်းအလှကုန်ပစ္စည်းများကိုတေချာထည့်နေလေသည်ဤဒီကိုကြည့်၍ဂယုံမှာတော့ပီတိဖြစ်နေသည် ဒီလိုမိတ်ဆွေကောင်တငယ်ချင်းကောင်းနေနေတွေ့ရတာဂယုံသိကန်ကောင်းတာပဲကွယ် ဟဲ့ခင်ယောရေညီမနေ့ပြန်တော့ဆင်းလေးဖြစ်ပြီလား အပေါ်ထဲမှလှမ်းမိသောမမေကြီးအားဂယုံအော်ပြီးဖြေလိုက်သည် ပြီးပြီမမေကြီးရေဂယုံပြီးပြီတော့ အေး ဟူးအခုမှပဲရင်းနဲ့ပေါ့သွားတော့တယ်တော့ကြာမမေကြီးငေါက်တာခံရတော့မလို့ခီ နင်ကဝါပေါ့တာပါကြုံရေငါတို့ကအစင်သစ်ဖြစ်တာမနေ့ကတည်းကပါအေး တော်တို့ကကျုပ်ကိုတတိမပေးလေတော့ကျုပ်ကမေ့ပြီးရွှင်အေးသွားတော့လို့ပါတော့ ဟဲ့ကင်းမရဲ့နဲ့မလဲအေးငယ်ငယ်လေးရှိသေးတာရမ်းမိတတ်တာပဲ ဂယုံမှာထိုနေ့ညနေတွင်ထည့်စရာရှိရာများကိုအစီနှင့်အတူထည့်ပြီးမြင်မြန်ပြီးသွားလေသည် ကြုံစာအုပ်ဒီညတော့အချိန်လေးတည်းမဖတ်နဲ့နော်စက်လိတ်လည်းနှစ်လိတ်ပဲတောက်နော် ဟုတ်ပါပြီတော့ဝိတုကဒီညစသိမ်းပါပြီတော့ပြီးရင်စောစောအိပ်ပါမယ်တော့ပြီးရင်စိတ်လေးလေတော်တို့ပြောသလောက်ပဲတောက်ပါမယ်တော့အခုတော့ဂယုံခန်းနေသွားပြီတော့ဤ အခန်းထဲသို့ပြေးဝင်သွားသောဂယုံအားကြည့်၍အစီနှင့်အတူကတပ်ပြင်းအတူတူချကြပါသည်ဟုတ်ပါသည်ဂယုံဟာဆိုရင်ဆောင်းထဲကစက်ကောင်များကိုအလွန်ကြိုက်သူဖြစ်သည်ပြီးတော့ဆေးလေးကလေးလေးနင်းနေတောက်သေးသည်သူတို့မတောက်ဘူးပြောတော့ဂယုံကပြန်ပြောသည်က ရှာဖတ်ရင်စီးလေးတောင်းရတာဘာနဲ့မှမလဲနိုင်ပါဘူး တဲ့